Okay, today, grade deficit chapter 1, 1.2. Begin it by 1.2 ma to what be the that's when you cool 1.2 part 2 today. Da begin it soon. Any ma, tibber 1.2 body prepare linear quantities ne rotational quantities te machine. Displacement kudi tangential velocity kusi tangential acceleration kusi. Any mama linear quantities ne rotational quantity relation ni hobi alumio tangential acceleration sura bama shi le so yi non uniform circular motion taniya phi ba so non uniform circulation ma ba shi le pacha le wuttu ye daw pyaw ni ya wuttu ma pawon de among along yi yot chi daw pyaw ni ne atutu be da so yin today part 2 ဆက်လိုက်ကြရအောင် The direction of the angular velocity vector is perpendicular to the planes of rotation and along the axis of rotation. Angular velocity ရဲ့ဥတီဘက်သူ့ရဲ့ဥတီဘက်က to the planes of rotation ပတ်ချလေးနဲ့ပြင်းနေဟုတ်ပြီအဲ့ဒီပတ်ချလေးနဲ့ပြင်းနေပုံမှာထောက်မှတ်ကြတယ် along the axis of rotation အဲ့ဒီပတ်ချလေးနဲ့ပြင်းနေဟာလေမှုဝင်ယိုတခြားရှိနေပါတယ် Okay ဒါဆိုရင်ဒီပုံမှာကြည့်ဒါက rotational motion ဟုတ်ပြီသူ့မှာအချင်းဝတ်တစ်ခုနဲ့ဝင်ယိုတစ်ခုကိုလှည့်ပတ်နေတယ်ဒီမှာသူ့ရဲ့ tangential velocity တနည်းအားဖြင့် linear velocity ပေါ့ဒီ point นี้မှာရှိနေတဲ့ velocity ရဲ့ပမာဏတန်ဖိုးဒါသူ့ရဲ့ဥတီဘက်angular velocity ရဲ့ vector ဟာမူသေးဝင်ရိုးပုံစက်ဝိုင်းပုံစံတိုင်းလှည့်ပတ်နေတယ်မြင့်နေမြင့်နေထောက်မှတ်ကြနေပါတယ်တဲ့ Yes ဟုတ်ပြီတွေ့ရနော်ဒီမှာထောက်မှတ်ကြနေပုံစံအဲ့ဒီ direction of angular velocity vector ကိုတို့ရီလက်ရစီးမြင့်နဲ့ရှာလို့ရတယ်ဆိုတဲ့အကြောင်းကို နောက် slide မှာတွေ့ရလိမ့်မယ် vector ဟာတဲ့၎င်းကိုထောက်မှန်ကြနေတဲ့ပြင်းပြမှာဖြစ်ပေါ်နေတဲ့လေပတ်မှုရဲ့ဓာတ်ပြောင်းအလျင်ကိုဖော်ပြပါတယ် The direction of the angular velocity is usually specified by right hand rules ရှင်းပါတယ် angular velocity ရဲ့ဥတီဘက်ကိုတို့ရီဘယ်လိုဖော်ပြလေးရှိလဲလက်ရစီးမြင့်နဲ့ဖော်ပြလေးရှိပါတယ် With the right hand the axis of rotation so that the fingers are pointing in the directions of rotation လက်ရစီးမြင့်ကိုသုံးမယ်ဆိုတဲ့ဆက်ရှင်းပြတယ် The axis of rotation လဲမှုဝင်ရိုးကိုဘာလို့ထားမလဲ Wrap the right hand လက်ရဘက်နဲ့စုပ်ကိုင်လိုက်မယ် Okay ဒီဝင်ရိုးမှာမူတည်သူလဲနေတဲ့ဝင်ရိုးလက်ရနေနဲ့စုပ်ကိုင်လိုက်မယ် That the fingers are pointing in the directions of rotation လက်ချောင်းလေးတွေဟာလဲတဲ့ပုံစံလဲတဲ့ဥတီဘက်ကိုညှို့ပြနေပြီးတော့ the thumb points in the direction of the angular velocity လက်မကတော့တောင်ပြောင်းအလျင် vector ရဲ့ဥတီဘက်ကိုဖော်ပြပေးပါလေ Okay ဒါကတော့စာနဲ့ပေနဲ့ဖတ်လို့လွယ်အောင်စီလျော်အောင်ရေးထားတယ်လက်ရလက်ဤလက်ချောင်းတွေကိုဝတ္ထုလေပတ်တော့ဥတီဘက်အတိုင်းကွေးထားပြီးလေမှုဝင်ကိုစုပ်ကင်ထားနေစန့်ထားသောလက်မသည်တောင်ပြောင်းလျင် vector ၏ဥတီဘက်ကိုညွှန်ပြနေသည်ရှင်းပါတယ်နော် Okay ဒါဆိုရင်ထပ်ပြီးကြည့်ရအောင်နိုင်လက်တံပြောင်းမြန်တိုင်းနေနေမကြည့်မယ်ဒါသည် anti-clockwise angular velocity ဤဥတီဘက်ဟာအပေါ်ဘက်သို့ညွှန်ပြနေပြီးတော့ဟုတ်ပြီနော်နိုင်လက်တံတိုင်းနေလို့ရှိရင်အောက်ဘက်ကိုညွှန်ပြတယ်ဟုတ်ပြီ
လွယ်ပါတယ်အလွတ်တက်စရာမလိုအဖုံးကိုလှည့်ကြည့်လိုက်အင်္ဂလာဘယ်လိုရှိဥတီဘကိုသိလိမ့်မယ်နိုင်လက်တံပြောင်းမြန်ဆိုတာအဖုံးဘာလုပ်နေလဲသိမှာပေါ့ဖွင့်နေတာလားပိတ်နေတာလားကိုယ့်အကိုစမ်းကြည့်နိုင်လက်တံတိုင်းလဲလို့ရှိရင်အောက်ဘက်ကိုညွှန်ပြနေပါတယ်တဲ့ဟုတ်ပြီနော် yes လာမယ် when the angular velocity is increasing the angular acceleration vector points in the same direction at the angular velocity ဒါပြောင်းရင်တိုးလာမယ်တဲ့ anti-clockwise ပုံစံတိုင်း screw rotation and screw အဖုံးဖွင့်နေတာ yes okay ဒီ example တွေက text တွေမပါဘူးဒီချေကနားလည်လို့အောင်လို့ text တွေကပုံလည်းမဟုတ်ဘူးတောင်ပြောင်းရင်တိုးလာရင်ပလင်းပုံဖွင့်တဲ့ကဲ့သို့အဝိုင်းလေတာပုံမြင်လာမယ်တောင်ပြောင်းအချိန်နဲ့တောင်ပြောင်းလင်တို့ကဥတိဘချင်းတူနေတယ် yes ပြောမယ်ဆိုတော့အဖုံးလှည့်ပြီးချွတ်လိုက်တော့အချိန်နဲ့မြန်လာတာပေါ့ဥတိဘချင်းတူနေတယ် yes rotation rate counter clockwise and increasing okay ပြီးတော့ဆိုင်ရာပုံလေးပေါ့ angular acceleration to angular velocity in the same direction rotation speed index ဒါလေးတစ်ခုอ่ะဒီ slide တစ်ခုလုံးကြီးအနှစ်သာရပဲအဖုံးလှည့်ဖွင့်နေတာကြွက်ခံနေမယ်ပိုးမြန်လာတယ်ဒါဆိုရင် angular acceleration နဲ့ angular velocity တို့က direction 2 2 yes when the angular velocity is decreasing the angular acceleration vector points in the opposite to the angular velocity ဒါဘာလို့လဲ clockwise direction အဖုံးကိုကျက်နေတာအဖုံးပိတ်နေတယ်ပေါ့သဘောတရားဒါပြောင်းရင်ရော့လာလေအဖုံးကတဖြည်းဖြည်းနဲ့ပိတ်နဲ့ထပ်ပြီးတော့သူ့လျင်ဟာတိုးလာဖို့မရှိကျက်ပြီးရက်သွားတော့မှာဒါပြောင်းရင်ရော့လာလေအဖုံးပိတ်တဲ့ကဲ့သို့အဝိုင်းလေတာပုံနေလာတယ်ဒါပြောင်းအချိန်နဲ့ဒါပြောင်းလင်တို့ကဥတီဘက်ဆန့်ကျင်လာတယ် yes rotation rate counter clockwise and decreasing and then angular acceleration to angular velocity in the opposite direction rotating slowing down အဖုံးချက်တယ်ဆိုတာပြီးတော့ရက်တော့ပါဒါဆိုရင်ခုနကပြောခဲ့တဲ့ slide တွေဘာတွေပြောခဲ့တာလဲဆိုလို့ရှိရင်ကျတို့ angular velocity နဲ့ angular acceleration အကြောင်းကိုပြောခဲ့တယ် angular velocity ရဲ့ vector ကိုသိချင်ရင်လက်ရစင်းမျိုးသုံးနေပြောတယ်လဲတဲ့ဝင်ရိုးကိုစုပ်မယ်လက်ချောင်းလေးတွေဟာလဲတဲ့ပုံစံပြရင်သူ့ရဲ့ angular velocity direction လက်မရဲ့ direction ပြပါတယ်တဲ့အဲ့ဒီမှာမှလက်မအပေါ်ဘက်ကိုထောင်နေတဲ့အဖုံးဖွင့်ခြင်းလက်မအောက်ကိုလဲနေတဲ့အဖုံးပိတ်ခြင်းအဲ့ဒီ rotation နဲ့ပတ်သက်တဲ့ angular velocity တွေတိုးလာတယ်နေသွားတော့မူတည်ပြီးတော့သူတို့ရဲ့ဆိုင်ရာ angular acceleration တွေရဲ့ direction တွေဘယ်လိုရှိလဲဆိုတဲ့အကြောင်းကိုပြောပြတာဖြစ်တယ် okay အနှစ်ချုပ်နေနဲ့ဒါချက်ပုံစံ angular velocity ရဲ့ tangential acceleration ဟုတ်ပြီဆက်ဆက်မှုကြည့်အောင်ဒါကချက်အနှစ်ချုပ်လို့ပြောတာပြီတဲ့ပထမဦးဆုံးဒါပါလေ yes လဲနေတယ်ပေါ့လဲနေတယ်ဒီနေရာကိုအမှုန်လေးရောက်နေတဲ့အချိန်သူ့ရဲ့ linear velocity or tangential velocity ရှိနေတယ်အဲ့ဒီ condition မှာဘယ်လိုရှိနေလဲ centripetal acceleration ရှိနေတယ် yes သူ့ရဲ့ tangential velocity ဟာလဲနေတဲ့ဝင်ရိုးမှာတောက်မချတယ်လို့ခုနကပြောခဲ့တယ်ဒါကြောင့် tangential velocity တနည်းအားဖြင့် linear velocity ဟာ centripetal acceleration နဲ့တောက်မချတယ်ဘယ် condition မှာလဲ
angular velocity ဆိုတဲ့တောင်ပြောင်းလျင် omega constant ဖြစ်နေတယ် rotation with constant angular velocity yes okay angular velocity constant ဖြစ်နေ angular acceleration ရှိပါမလားမရှိဘူး angular acceleration မရှိရင်ဘာဖြစ်လဲ tangential acceleration is absent ခုနပြောခဲ့တယ် non uniform circulation မှာ tangential acceleration ဖြစ်တယ်လို့ပြောတယ်ဒီမှာဒီ velocity စစ်မှာရင် constant ဖြစ်နေတဲ့အတွက်ကြောင့်သူဒီ acceleration မရှိဘူးဒါကြောင့် tangential acceleration absent the next one ကိန်းတွေတောင်ပြောင်းအလျင်တွေ tangent ပြုအရှိန်မရှိရအတူကောက်ကျဲ notes ထုတ်ပေးထားတယ်ဒီမှာလေမှုပုံစံပေါ့ထိုစံတိုင်းလာပြီအဲ့ဒီအချိန်မှာခုနက omega constant angular velocity constant angular velocity increasing ကိုကြည့်မယ် angular velocity change ဖြစ်လာရင် angular ဘာဖြစ်လဲ acceleration တနည်းအားဖြင့်ဒီမှမှရှိတော့ tangential acceleration ရှိမယ် yes ဒါဆိုရင် rotation with increasing angular velocity တောင်ပြောင်းအလျင်တိုးလာရင်အရှိန်ရှိလာတယ် yes tangent ဖြစ်နေတယ်အရှိန်မို့လို့ tangential acceleration ရှိတယ်ဟုတ်ပြီသူ့အခြေတို့က resultant vector လောက်ရလိမ့်မယ် AT နဲ့ AC ကြားမှာရှိတယ် yes ဒါကတော့ resultant acceleration tangential acceleration and velocities are in same direction ဒီနည်းအားဖြင့် v ဆိုတာ v တဲ့တူတူပဲเนาะ tangential acceleration and tangential velocity are in the same direction ဒါက constant ကိစ္စဒါ increasing ကိစ္စလာပြီး decreasing ကိစ္စလာလိမ့်မယ်မလာခင်မှာခုနကပြောတဲ့အတိုးပြောင်းတောင်ပြောင်းအလျင်မှာအတိုးပြောင်းနဲ့တောင်ပြောင်းနေပြောချင်တာ increasing angular velocity မှာ tangent ပြုအရှိန်နဲ့ဥထိဘတူ ဟုတ်ပြီ omega decreasing rotating with decreasing angular velocity ဒါဆိုရင်ဥထိဘဆန့်ကျင်ရလာတော့မယ် tangential acceleration v are in the opposite direction yes okay တွေ့နော်ဒါဆိုတော့အတိုင်း resultant ဒီ tangential acceleration နဲ့ centripetal acceleration နှစ်ခုကြားမှာ vector t to t summation ပုံစံနဲ့ပေါင်းမယ်ဆိုတော့တောင်ပြောင်းလျင်ဟာ tangent ပြုအခြေအနေဥတီရဆန့်ကျင်တယ်ဟုတ်ပြီ okay resultant acceleration ဟာ AC နဲ့ AD ကြား vector method နဲ့စဉ်းစားလို့ရတယ် okay ဒါဆိုဒီတမျက်နှာလုံးအနှစ်ချုပ်က omega constant ဖြစ်တဲ့အချိန် omega increasing omega decreasing increasing ဆိုလို့ရှိရင် VT နဲ့ AD နဲ့ဟာ same direction decreasing ဆိုလို့ရှိရင် VT နဲ့ AD ဟာ opposite direction ခုနပြောခဲ့ပြီးပါပြီ right hand rule နဲ့ပြခဲ့ပြီးပါပြီ velocity angular velocity constant ဖြစ်နေတဲ့အချိန်မှာ angular acceleration မရှိဘူး acceleration စင့်ကိုမရှိတဲ့အတွက်ကြောင့် tangential မှာလည်း tangential acceleration မရှိဘူးဒီမှာကျတော့ခုနပြောခဲ့တဲ့ right hand rule ရ increasing ဆိုလို့ရှိရင်ဒီမှာဖြစ်တယ် VD က change ဖြစ်လာတယ် VD change ဖြစ်တော့ AD ရှိလာတယ် yes okay decreasing ဆိုလို့ရှိရင် right hand rule ရဘာပြောလဲ VD နဲ့ AD ဟာ opposite direction ဖြစ်တယ်နှစ်ခုစလုံးမှာတော့ resultant vector တွေက vector method t to t နဲ့စဉ်းစားလို့ရတယ် okay ဟုတ်ပြီ example 1.2 a boy step on a merry-go-round which has a radius of 5 meters and it adjusts. It starts accelerating at a constant rate of
to an angular velocity of 5 rep per second in 20 seconds. What is the distance traveled by the point? သူက merry-go-round ဆိုတာဘာမှမဟုတ်ဘူးဝင်ရုပ်တစ်ခုကိုဗဟိုပြုလဲနေတဲ့ချားလေးပေါ့ဒေါင်းလိုက်ချားမဟုတ်ဘူးတို့လေဟိုချားရဆိုလို့ရှိရင် y axis ရဒေါင်းလိုက်ချားသွားတာရှိတယ် x axis သဘောကန့်လန့်ချားရှိဒါကန့်လန့်ချားဟုတ်ပြီဒါဆိုရင်ကောင်လေးတယောက်ကတဲ့အချင်းက5 meter ရှိတဲ့ merry-go-round ဆိုတဲ့ချားပေါ်မှာတက်လိုက်တယ်Is that accelerated at a constant rate up to angular velocity in 20 seconds? ချားဟာ constant angular velocity နဲ့တင်းတင်းနဲ့လဲလာအရှင်တင်းလာတာ20 second မှာဘယ်လောက်ရှိသွားလဲ5 rep per second ရှိသွားတယ်ချားဟာပထမစစချင်းရက်နေတယ်စပြီးတော့သူဘာဖြစ်လဲစလဲတယ်လဲပြီးတော့20 second မှာဖြစ်သွားလဲ5 radian per second ရရှိတာလေကောင်းလေးပက်ချလှည့်ခဲ့တဲ့အကွာအဝေးလွယ်ပါတယ်ကျတို့မှာ velocity ရှိနေတယ် velocity ဘာလို့လဲ angular velocity omega ရှိတယ်5 meter ဆိုတဲ့ radius ရှိတယ်ဟုတ်ပြီနော်ပြီးတော့အချိန်လည်းရှိတယ်ဒါဆိုရင်အရင်ဆုံးကျတို့လိုချင်တာသီတာ equal to omega bar t ကိုလိုချင်တာဒါသီတာရေရှားမယ်ဒါကြောင့် s equal to r theta နဲ့တွက်ထုတ်မယ်ဟုတ်ပြီဒါဆိုရင်ရမယ်သီတာရဲ့ unit က radian ဖြစ်ပြီးတော့ displacement unit က meter ဖြစ်တယ် okay example 1.3 the wheel of a chair with radius 20 cm start moving the angular acceleration provided by the engine 12 rep per second square What is the tangential acceleration of ring of the wheel? အချင်းဝက်20 cm ရှိနေတယ်ကားတစ်စီးရဲ့ဘေးရန် start moving စတင်ရွေ့ရှားတယ်သူ့ရဲ့ engine ရဲ့တံပြောင်းအရှိန်ဟာ12 radian per second square ဖြစ်တယ် wheel ရဲ့အနားသားလေးပေါ်မှာရှိတဲ့နေရာတနေရာသူ့ရဲ့တန်းချမ်းပြုအရှိန်မှာဘယ်လောက်လဲလူလေးပါခုနဆောင်းပူစာလက်ပံစဝိုင်းရဲ့ဘာမှရှိနေလဲအဖျားလေးမှာရှိနေတာလေဟုတ်ပြီနော်စဉ်းစားနေရတော့ကျတို့ဘာလို့ကျင်တာ AD လို့ကျင်တယ် AD ဟာ R alpha ညီမချင်းရှိတော့အဲ့နဲ့တွေ့ရုံပဲမိနစ်ကတော့ meter per second square နဲ့ပြပြီတန်းချမ်းရှယ်မှုလို့ angular ဘာမှသူက rad ဒီဟုတ်နော် revolution တွေတောင်းပါမယ် okay ဒါဆိုရင်တို့ရဲ့ 1.2 နဲ့ပတ်သက်နေတဲ့ review exercise in a circular motion how does the tangential acceleration produce ဆဝန်းတစ်ကြောက်ရွေးရှားချက်မှာတန်းချမ်းပြုအရှိန်ကဘယ်လိုရလာတာလဲဟုတ်ပြီလွယ်လေးတန်းချမ်းပြုအရှိန်ဆိုတာပါလေ tangential acceleration ဆိုတာ tangential velocity change မှာဖြစ်ပါလေ If the magnitude of the angular velocity of a rotating object change လွယ်လေးပါ angular velocity ရဲ့ magnitude လှည့်ပတ်နေတဲ့အရာဝတ္ထုတစ်ခုရဲ့ဓာတ်ပြောင်းအလျင်ရဲ့ပမာဏပြောင်းလဲမယ်ဆိုရင် the magnitude of linear velocity will also change linear velocity ရဲ့ပမာဏလည်းပြောင်းလဲမယ် and the object will have a tangential acceleration rotation of velocity ဆိုတာ acceleration ဖြစ်တဲ့ angular velocity ရဲ့ magnitude ပြောင်းရင် linear velocity ရဲ့ magnitude ပြောင်းတယ် linear magnitude velocity ရဲ့ magnitude ပြောင်းတဲ့အခါမှာ tangential acceleration ရှိလာတယ် okay in a rotational carousel a child sits on a horse near the outer edge of her another child sits in the lion halfway out of the center စရန် carousel ဒါပါလဲဆိုလို့ရှိရင်ဟောပါလဲလဲနေတဲ့အရုပ်တွေရှိတဲ့ခြားရပြောမယ်နော်ကျဲရတော့နာမည်ပဲရုပ်ဆောင်ခြားလို့နာမည်ပေးတယ်ပြီးရောနော်ဒီတိုင်းဆိုလို့ရှိရင်ဘာမှလို့ဘာသာပြန်တာအဲ့လိုမတွေ့ဘူးသူခြားရဟလို့ပြန်လိုက်ခြားလို့ပြန်လိုက်နော်အဲ့တော့နာမည်ပေးပလိုက်တယ်လဲနေတဲ့ရုပ်ဆောင်ခြားမှာကလေးတယောက်ကခြားရအပြင်အဆုံးဆုံးမှာရှိတဲ့
မြေုံမှာထိုင်နေတယ်အခြားကလေးတယောက်ကြတော့လေနေတဲ့ဝင်ရိုးနဲ့ခုနမြေုံချားရဲ့အစွန်ဖျားမှာထိုင်နေမြေုံရှိတဲ့ကလေးရဲ့အကွာအဝေးပြောမယ်ဆိုလို့ရှိရင်တော့ဘဟုနဲ့ tangential velocity ရှိတဲ့ point စဝိုင်းရဲ့အစွန်ဆုံးကြားထဲမှာရှိအလဲမှာဘာလို့ရှိချစ်သေးရုံမှာရှိတယ်အဲ့တော့ထိုင်နေတယ်တဲ့ဘယ်ကလေးရဲ့မြင်းမြောက်အနေကပူကြည့်တယ်လေတဲ့နံပါတ်1ဘယ်ကလေးရဲ့ဓာတ်ပြောင်းလင်ဟာပူကြည့်တယ်လေတဲ့ရှင်းရှင်းလေးပါမျက်စိတွေမှာမြောင်ပြောမယ်ဆိုအဲ့တဲ့ခြားရက်မှာအယုတ်တွေထားပါတော့ radius 2 meter လောက်မှာအယုတ်တရုပ်ရှိတယ် the next radius 4 meter လောက်မှာနောက်ထပ်အယုတ်တရုပ်ရှိတယ်ဒါမျိုးဒီရုပ်မျိုးမှာခလင်းနဲ့ရောက်ထိုင်နေတယ်သူတို့ radius တွေနိုင်ရှမဲ့ဒါကတော့မနာပြောတဲ့ kerosene ပေါ့နော်ဒါကတော့အယုတ်တရုပ်စီပဲပတ်ထားတဲ့ဟာအဲ့ဒါဟိုဟာဆိုအယုတ်တွေအလွှာလေအလွှာလိုက်အများကြီးရှိနော်ဟုတ်ပြီဒါဆိုရင်တို့တွေတွက်မယ်ဘာမေးရလဲဆိုလို့ရှိရင်ဒါချက်မျိုးကိုပြတ်ဖတ်လို့ရအောင်မေးခွန်းကိုတသေးလေးခုနဘက်ကပြန်ပြီးခေါ်ထားတာဘယ်ကလေးရဲ့ linear velocity ကြီးမလဲ linear velocity ဆိုတာ v equal to r omega မဟုတ်ဘူးလား r ကြီးရင် v ကြီးတယ် r ဘယ်သူကြီးလဲအစွန်ဒီလိုမျိုးလည်တဲ့ကောင်အစွန်ရဲ့မြင်းမော်တဲ့ကောင်ကြီးတယ်ဒါကြောင့် horse ပေါ်မှာရှိတဲ့ကလေးကြီးတယ်နံပါတ်2ကျတော့ angular velocity ကပါလဲပြောပြီလေတောင်ကျိုးအလျင်တူတူပဲ they have the same angular velocity in one rotation both children rotate through the same angle ဒီကြတာပေါ့မြို့မှာကလေးရဲ့ဒီနှုံးနဲ့စီးနေတာဟုတ်တယ်နော်ခုနနောက်ရုပ်တရုပ်သူ့ထပ်ပို့ပြီးတော့လင်ရဲ့ခြားရဟဲ့ရုပ်ဆောင်ခြားရအတွဲမှာရှိနေတယ်သူကလေရလဲတူတူပဲဒီနှုံးနဲ့ပဲသူလေနေတာဆိုမျက်မှရှိလို့ခါထွက်နေတာမဟုတ်ဘူးเนาะဒါဆိုရင်တော့တို့ရဲ့ 1.2 ခေါင်းစဉ်မှာသိစေချင်တာ linear velocity ရဲ့ tangential velocity သိစေချင်တယ်ခုဆိုရင်တော့ 1.2 relations between linear and angular quantities ကဒီမှာပြီးပြီတစ်ချက်ရဲ့သင်ကြားရေး video file တွေမှာတချို့ကတစ်နာရီလောက်ရှိနေတယ်တစ်နာရီစွန်းစွန်းလေးဖြစ်သွားတတ်တယ်တချို့ကနိုင်ဝက်လောက်ပေါင်းချင်ရှိနေတယ်ဒါဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်စတင်တဲ့အခါမှာကိုပြောနေတဲ့သင်ကြားနေတဲ့ခေါင်းစဉ်ရဲ့အတိတ်နဲ့မူတည်ပြီးတော့ခြေတော့ဖြတ်ရတာဒါကြောင့်မိနစ်တွေကိုဘက်ကအများကြီးဒီဘက်ကနည်းနည်းလေးအဲ့လိုမတင်းမြင်းလေးတွေဖြစ်နေလိမ့်မယ်โอเค